အမကြီးပစ္စည်းလေးမှာခြင်းလို့တယ်ဘလို့ဆက်သွယ်ရမှာလဲတဲ့ ပစ္စည်းလေးမှာခြင်းနဲ့ဆိုရင်မင်းတို့စီမှာပေါ့နော်ဘယ်ပစ္စည်းပဲမှာခြင်းပေါ့နော် Viber ဖုန်းနံပါတ်2ခုကလေဗီဒီယိုတိုင်းမှာပါပါတယ်ရှင်TikTok Messenger နေလဲမှာလို့ရတယ် Facebook Messenger နေလဲမှာလို့ရတယ်မင်းဗီဒီယိုတိုင်းမှာထည့်ထားပေးတယ် Viber ဖုန်းနံပါတ်2ခုကနေလဲမှာယူလို့ရပါတယ်ရှင်ဒီနေ့မင်းစီမှာခလေးဝတ်တွေအရန်မင်းနေကြလို့ခလေးဝတ်လေးတစ်မျိုးပြပေးမယ်ပေါ့နော်ဒီမှာခလေးဝတ်လေးကိုဘောင်းမီလေးတွေရောက်ထားပါတယ်ရှင်ဒီမှာခလေးဝတ်ဘောင်းမီလေးတွေပါဒီမှာအရန်ကိုချစ်စရာကောင်းတဲ့ဘောင်းမီတစ်မျိုးလေးရောက်ထားရပေါ့နော်မိမိလေးတွေအတွက်ပါဘောင်းမီအရှိဆိုရင်လေ24လက်မလောက်ရှိတယ်အသက်ဆိုရင်6နှစ်9နှစ်လောက်ထိခံမှန်းတော်မယ်ပေါ့နော်6ခွန်8ခံမှန်းတော်ပါမယ်ဒါမျိုးအယောင်ဆုံးကသွန်းဆောင်လေးတွေနဲ့လာတာပါရှင်ဈေးလေးကိုလည်းချိုချိုလေးနဲ့ပေးမယ်နော်တစ်ထည်ဝုံကမြန်မာငွေ2900ကျပ်ထဲနဲ့ယူပါရှင်ဒီမှာနော်2900ထဲနဲ့ယူပါ9တဲ့တစ်ထုပ်ပါဒီမှာနော်ဝစ်ချင်တဲ့မိမိလေးအတွက်ပေါ့နော်2900နဲ့ယူပါ9တဲ့တစ်ထုပ်ပါရှင်9တဲ့ကနေစပြီးတော့ပို့ပေးတယ်နော်9တဲ့ပဲယူ10တဲ့ပဲယူအယောင်ငွေချလေးနဲ့ပို့ဆောင်ပေးတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာရောက်ကြည့်ရှုလို့ရပါတယ်9တဲ့တစ်ထုပ်မှာဆို9ရောင်ထည့်ထားပေးပါတယ်ကတ်သွန်းစုံလေးနဲ့ပါအရန်ချစ်ဖို့ကောင်းတဲ့ဘောင်မီလေးရောက်ထားပါတယ်ရှင်ကျေးဇူးပါ